အမှုန့်မှားတဲ့မြောက်နဲ့အပြောမှားတဲ့ငှက်တခါတော့ကတောအုပ်ကြီးတစ်ခုမှာမြောက်အုပ်ကြီးတအုပ်နေတဲ့စောင်းတွင်းရောက်လို့တညက်နေကြတော့နေဝင်နေဆိုရင်ပဲတောရိပ်တောင်ရိပ်နဲ့ချမ်းစိတ်လာတာပေါ့နောက်မိုးချုပ်လာတော့ပိုးပြီးအေးတာပေါ့မိုးချုပ်လေအေးလေမှောင်လေချမ်းလေနဲ့မြောက်တွေအလွန်စိတ်ညစ်ပြီးဟိုခုံဒီခုံလုံနေကြရင်မြတ်တော်ထဲမှာမိတ်တုံနဲ့တောက်ပနေတဲ့ပိုးဆုံးကျူးလေးတစ်ကောင်ကိုတွားမြင်ကြတဲ့အဲ့တော့မြောက်ကြီးတစ်ကောင်ကဟေးအတော်ပဲမြတ်တော်ထဲမှာမီးတောက်ကလေးတွေ့ရတယ်မျက်ခြောက်တွေအုံပြီးမှုတ်လိုက်ရရင်မီးပုံကြီးဖြစ်လာမှာပဲကဲအချမ်းပြောက်ပြီးအနွေးရောက်အောင်မီးလုံကြဖို့မီးဖို့ကြရအောင်လို့အော်ပြောလိုက်တော့တစ်ပင်ပေါ်ကမြောက်တွေဟာတကောင်ပြီးတကောင်ခုံဆင်းလာလိုက်ကြတာမှောင်ရိပ်ထဲမှာအတိုးတိုးအဝေးဝေးနဲ့ရှုပ်ပေးသွားတာပဲမြောက်အိုတွေမြောက်ပြိုတွေမြောက်ထီးတွေမြောက်မတွေမြောက်ပေါက်ဆကလေးတွေတားတဲ့အမေမြောက်မကြီးတွေစုံလို့ပေါ့တကောင်ထက်တကောင်မီးရနာကိုရောက်အောင်လူကြရက်ကြလဲကြပြိုကြကုတ်ကြရှစ်ကြနဲ့တတော်လုံးကိုစူညမ်းနေတော့တာပဲအရှိဆုံးရောက်နေတဲ့မြောက်ကြီးကပူဆုံကျူကလေးကိုမျက်ကြားထဲကဖြည်းဖြည်းကောက်ယူပြီးမျက်ခြောက်တွေတရွက်ခြောက်တွေနဲ့အုံတဲ့တခြားမြောက်တွေကလည်းလက်ကလေးတွေခြေပစ်ရင်ကလေးတွေရှေ့ကော့ခေါင်းကလေးတွေရှေ့တိုးပြီးမီးလုံကြတဲ့တိတ်ပြီးချမ်းနေတဲ့မြောက်တကောင်ကတော့တကုန်းကုန်းနဲ့ငုံပြီးအားရပါရမှုတ်လိုက်တာမျက်စိကိုပြူးပြဲနေတာပဲတဲ့တရက်6တွေမျက်6တွေကိုမီးဆွဲပြီးမီးပုံကြီးဖြစ်လာလိမ့်မယ်လို့မှုတ်ချတာပေါ့သူခမညာမောကြီးပန်းကြီးနဲ့သာမှုတ်ချရတယ်ပိုးစုံကျူကတော့မိတ်တုံနဲ့ဘာမှမထူးကြဘူးပေါ့အဲ့ဒီခါမှာတစ်ပင်တပင်ပေါ်မှာနားနေတဲ့ငှက်ကြီးတစ်ကောင်ကပြန်ဆင်းလာပြီးမီးမှုတ်တဲ့မြောက်ကိုပြောတဲ့အိုးမိတ်ဆွေများအသက်မှုတ်နေတာမီးမဟုတ်ဘူးပိုးစုံကျူပါလို့ပြောတဲ့သူကတော့တနာလို့ပြောတာပေါ့လေဒါပေမဲ့မြောက်ကတော့နားမထောင်ဘူးဆက်ပြီးတော့ဒါမှုတ်မြဲတိုင်းမှုတ်တဲ့ငှက်ကြီးကလည်းဆက်ပြီးတော့ဒါမီးမဟုတ်ဘူးပိုးစုံကျူမီးမဟုတ်ဘူးပိုးစုံကျူလို့အော်တဲ့ဒီတော့မြောက်ကဒေါသထွက်ပြီးငှက်ကြီးကိုကြောက်ဆောင်နဲ့ကန်ရိုင်းလိုက်တာပွဲချင်းပြီးတေပါလီရောတဲ့အဲ့ဒါဟာမြောက်ကလည်းအမှုန့်မှားတာပဲငှက်ကလည်းအပြောမှားတာပဲဒီလိုမဖြစ်ရလေအောင်ရှေးပညာရှိကြီးတွေကဒီပုံမြင်လေးနဲ့သတိပေးထားတာပေါ့ကွယ်